ဟုတ်ကဲ့ဒီနေ့တင်ပေးမယ်စာအုပ်ချုပ်နည်းလေးကတော့ဒီလိုပုံစံမျိုးလေးဖြစ်ပါရဲ့ရှင်အပေါ်လည်းကတ်ထူအောက်လည်းကတ်ထူပေါ့နော်ဖလင်ပြားကိုအသုံးပြုပဲနဲ့ကတ်ထူတစ်ချက်ထဲမှာပဲတေချာထောင်ချိုးနည်းလေးတွေတေချာအတွင်းမှာဘလို့ယူရတယ်ဆိုတဲ့ဟာလေးတွေပြီးလို့ရှိရင်မင်းဘလို့ဖောက်ရလဲဘလို့ချုပ်ရလဲဆိုတဲ့ဟာလေးတွေပါအသေးစိတ်ပြပြထားတဲ့အတွက်ကြောင့်မလို့လိုက်လို့စိတ်ဝင်စားလို့လိုက်လို့ကြည့်မယ်ဆိုရင်လည်းရကူမယ်လို့ထင်ပါတယ်ရှင်ခုထုတ်ပြမယ်ဟာဒီစာရွက်နဲ့ပဲအပေါ်အောက်ဒီအပေါ်အောက်ပေါ်ဖလင်များမပါဘဲနဲ့ချုပ်တဲ့ဟာမျိုးပေါ့နော်ဒီမှာငယ်ကဖလင်များမပါတယ်ပဲနဲ့ချုပ်တဲ့ဟာကိုရမ်းကြိုက်တယ်ဒါဒီချုံလေးတစ်ခါပြရပေါ့နော်ဒါရှိရဖလင်ပြားနဲ့ဟာကိုကြည့်ပြီးရင်လည်းဒါလည်းလွယ်လွယ်လေးပါပဲဒါလေးတူတူပဲပေါ့နော်တူတူပဲဆိုတော့ဟုတ်ပြီဒီတရွက်လိုမယ်ဘာလိုရဲလဲဆိုဒါတရွက်လိုမယ်ပြီးရင်ချုပ်ဖို့အတွက်အပ်လိုမယ်ချုပ်ဖို့အတွက်အပ်လိုမယ်အဲ့လိုပြီးလို့ရှိရင်ကျိုးလိုမယ်ပြီးရင်ညီမအဲ့နဲ့ဖောက်တာမကျွမ်းတဲ့အတွက်ကြောင့်မလို့ညီမခန်းနဲ့ဖောက်မယ်ခန်းလိုအပ်တယ်ပြီးလို့ရှိရင်ဒါအကျိုးအနာတက်ဖို့လည်းမိချစ်လိုအပ်တယ်ဒါတော့အဓိကလိုအပ်တဲ့ဟာတွေပေါ့နော်ပြီးရင်ဒီစာအုပ်ကိုဖုံးမယ်ဒီစာရဲ့ဒီကတ်ထုစာရဲ့လိုအပ်တယ်ပေါ့နော်ဒါပါပဲစာအုပ်ရှိတယ်ဒီလောက်ပါပဲနော်အခုညီမစပြီးတော့လုပ်ပြမယ်ပေါ့နော်လုပ်ပြမယ်ဆိုရင်ကိုကဒီရှေ့လောက်လောက်ချမ်းမယ်ပေါ့လောက်ချမ်းမယ်ဆိုတော့စိတ်ကူးထားလိုက်ပြီဒါခဏလေးလောက်ချမ်းမယ်ထားလိုက်ညီအောင်လို့လည်းလှုပ်ချင်တယ်ဆိုရင်လည်းညီအောင်လုပ်မယ်ပေါ့နော်ညီအောင်လို့ဘယ်လောက်ချမ်းလာကြလဲဒီနှစ်လက်မချမ်းမယ်ပေါ့နော်နှစ်လက်မချမ်းမယ်ပေါ့နှစ်လက်မချမ်းမယ်ပေါ့ပြီးရှင်းမှနှစ်လက်မချမ်းမယ်ဟုတ်တော့အဲ့တော့နှစ်လက်မချမ်းပြီးဒါမှတ်ပြီးသွားပြီဆိုရင်ဒီနေရာပေးအောင်ထားပြီးတော့ဒါကိုခောက်ချိုးမယ်နော်ဒါခဏထားလိုက်အောင်ချိုးပြီးသွားပြီဒါခဏထားဟုတ်ပြီအဲ့တော့ဒီနေရာနေပြီးတော့ဒီနေရာမှာစာအုပ်အစုံဆုံးထားဟုတ်ပြီစာအုပ်အစုံဆုံးထားပြီးသွားပြီဆိုရင်ကိုဒီမှာခောက်ချိုးယူပြီးရင်ဒီဘက်ကိုပြန်ပြီးခောက်ချိုးပြန်ယူဟုတ်ပြီနော်ခောက်ချိုးပြန်ယူဟုတ်ပြီတော့ရပြီးသွားပြီပေါ့အဲ့ဒါဆိုရင်ဒီမှာရှိနေဟာလေဒါစာအုပ်အထူပေါ့နော်ဒီရဲစာအုပ်အထူအဲ့ဒါကိုဒီရိုင်းသွားပြီးတော့ဒီရိုင်းဒီပုံစံနဲ့သွားပြီးကတ်လိုက်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အခါကျတိတ်မတက်ရဘူးလုံးဝထောင်ချိုးဖြောင်းလို့ပေးရနဲ့ယူထောင်ချိုးဖြောင်းလို့လုပ်လိုက်နော်ပြီးရင်နောက်ချိုးကိုလည်းအဲ့လိုထောင်ချိုးဖြောင်းမှတစ်ခါလုပ်လိုက်တော့နော်ထောင်ချိုးဖြောင်းတစ်ခါလုပ်လိုက်ရိုးဖြောင်းတစ်ခါလို့ဒီရှေ့ဟာကိုလည်းထောင်ချိုးဖြောင်းတစ်ခါလို့ဖယ်လိုက်ပြီးထောင်ချိုးဖြောင်းတစ်ခါလို့ဒါတွေကစာအုပ်ထူဖြစ်သွားပြီပေါ့နော်ဒါကအဲ့လိုထောင်ချိုးတိချလုပ်ပြီးတော့မှသူဒီပုံပြီးတက်ရက်တာဟုတ်ပြီအဲ့ဒီမှာဒီမှာစာအုပ်ကိုထည့်လိုက်မယ်ဒါကွက်တီပဲနော်ကွက်တီပဲဟုတ်ပြီအဲ့တော့နောက်ဘက်ကဟာကိုယူမယ်နောက်ဘက်ကိုလှမ်းလိုက်ဒီမှာဒီရှေ့ဘက်ဟာခောက်ပြီးသွားပြီနော်နောက်ဘက်ဟာမခောက်ရသေးဘူးဆိုတော့နောက်ဘက်ဟာကိုယူမယ်ပြီးရင်စာအုပ်တိုင်းလေးခောက်လိုက်မယ်ဟုတ်ပြီနားဖေးနော်မှတ်ထားအောင်သွားမှားသွားမယ်ဒါရှေ့ဟုတ်ပြီနော်ရှေ့ဆိုရင်ဒီမှာဒါလေးကိုခောက်ဒါလေးကပြီးသွားပြီဟုတ်ပြီနော်ဒါလေးကပြီးသွားပြီဆိုရင်ဒါလေးကတက်ရဲဖြစ်သွားပြီနော်တက်ဖြစ်သွားပြီဆိုရင်
ဟုတ်ပြီအဲဆိုရင်ကိုကတော့တသေးဖြစ်သွားပြီဆိုရင်ဒီစာအုပ်အထူပမာရှိတယ်အရှိပမာရှိတယ်ဒီမှာရှိရနော်မရှိတယ်ဒီအောက်လေးရှိမှဒီတိုင်းမှာရှိတယ်ဟုတ်ပြီအဲ့ဒီဟာလေးကိုဒီဘယ်လောက်ရှိလဲဘယ်လောက်ရှိလဲတိုင်းမှာ26ခွဲဆိုတာ73ခွဲကျော်ပေါ့နော်73ခွဲကျော်မှာယူရမယ်ရောက်မှယူမယ်ဒါအလေဟုတ်နော်ခါတိုင်းပဲဘာပြောထားလဲဒီအလေဒီကနေပြီးတော့တာရင်တစ်ခွဲထဲကိုဝင်ရမယ်ဆိုတော့တစ်ထဲကိုဝင်ရမယ်တစ်ထဲကိုဝင်မယ်ဟာပြီနော်ဒီတစ်ထဲကိုဝင်မယ်ပြီးရင်အပေါ်ကနေဒါထိတ်ကရောဒီထိတ်မဟုတ်ဘူးနော်ဒီထိတ်မဟုတ်နော်ဒီစာအုပ်ထိတ်နော်စာအုပ်ထိတ်ကနေပြီးတော့တစ်ခွဲအောက်ကိုဆင်းမယ်ပြီးရင်အဲ့တူလေးဘယ်လောက်ယူမှာလဲထဲကိုတစ်ယူမှာဒီနေရာဖောက်အောင်သူလည်းဒီမှာဖောက်အောင်ဟုတ်ပြီနော်အဲ့တော့ဒီအောက်ကဟာလည်းလို့ပဲဒီအရှိယူမှာမဟုတ်နော်ဒီစာအုပ်အရှိယူမှာဒီအရှိယူမှာဒီအရှိကနေပြီးတော့အောက်ကိုတစ်ခွဲအပေါ်ပြန်ပြီးတော့ဝင်မယ်ဟုတ်ပြီဝင်ပြီးရနဲ့အဲ့နေရာနေပြီးတော့တစ်ဖြစ်အောင်အထက်ကိုတစ်ပြန်ဝင်မယ်ဒီနေရာတွေကိုဖောက်အောင်မယ်နော်ဒီနေရာတွေကိုခန်းနဲ့ဖောက်မယ်ဟုတ်ပြီနော်ဒီတစ်ခုကိုဖောက်ပြလိုက်မယ်ဒီနှစ်ခုကတော့ကိုယ့်ကိုဖောက်လိုက်တော့မယ်နော်အဲ့တော့ဖောက်မှာဖြစ်တဲ့ကြောင်မို့ခန်းနဲ့ဖောက်မှာဖြစ်တဲ့ကြောင်မို့ဒါလေးကိုဒီလိုတင်မယ်တင်ပြီးလို့ရှိရင်ဒီလိုတင်ထားမယ်ဟုတ်နော်ဒီလိုတင်ထားမယ်ဟုတ်ပြီတေချာလေးဒီအောက်ကခံတုံးလေးမှာတေချာလေးတင်မယ်တေချာလေးဒီမှာဒါလေးကတက်နေရမယ်ဒီလိုစောင်းကြီးမဟုတ်ဘူးเนาะဒါလေးကလည်းဒီလိုလေးဒီခုံပေါ်မှာတက်နေရမယ်ဒီစောင်းလေးကလည်းထောက်မှန်ကြနေရမယ်တက်နေရမယ်ပြီးလို့ရှိရင်ဒီမှာလာပြီးတော့ဖောက်မယ်ဒီခန်းကလည်းဒီလိုတက်ထားမယ်ဒီလိုစောင်းကြီးမဖောက်ဘူးဒီလိုတက်ဖောက်မယ်เนาะတက်ဖောက်မယ်ဒီဟိုဘက်တာနဲ့ပေါ့ကတ်သွားပြီဆိုတော့ဒါပေါက်သွားပြီပေါ့နော်ပေါက်သွားပြီဆိုရင်ပြန်ဆွဲနှုတ်မှာဒါပေါက်သွားပြီနော်ဒါရပြီဒီနှစ်ပေါက်ကိုလည်းကိုယ့်အောင်ဖောက်လိုက်မယ်နော်အော်ပြီးအဲ့တော့ဒီမှာ3ပေါက်လို့ဖောက်ပြီးသွားပြီနော်3ပေါက်လို့ဖောက်ပြီးသွားပြီဆိုရင်ဒီမှာ3ပေါက်လို့ဖောက်ပြီးသွားပြီဆိုရင်ကျိုးယူမယ်ဖောက်တန်ယူမယ်ကျိုးယူမယ်ဖောက်တန်ယူမယ်အဲ့တော့ထိတ်ဆုံးဟာကိုဆက်ပြီးရပါမယ်နော်ထိတ်ဆုံးဟာကိုထည့်မယ်ဒီဟာကအကုန်လုံးလုပ်တဲ့ကြောင်ဘယ်ဟာရှိတယ်ဆိုတာကြည့်အောင်နော်ရှေ့ကနေပြီးတော့ယူမယ်ရှေ့ကနေပြီးဟိုဘက်ကိုဖောက်မယ်ဒီမှာဖောက်မယ်ရပြီနော်ဖောက်ပြီးသွားပြီဆိုရင်ကိုကဒီကကျိုးလေးကိုယူအဲ့မှာရှိတဲ့ချိတ်ကောက်လေးမှာတက်ပြီးတာနဲ့ကျိုးလေးကိုနည်းနည်းလေးဆွဲပြီးတော့ဒီမှာဖေးနဲ့ပြန်ဆွဲထုတ်လှည့်ပြီးဆွဲထုတ်နော်လှည့်ပြီးဆွဲထုတ်ဟုတ်ပြီကျိုးစားကိုမှဆွဲထားဆွဲပြီးတော့ဒါလေးကိုရှည်လေးပေါ့ဒီစားကိုကြော်လောက်လေးနည်းနည်းဆွဲထုတ်ထားပြီးတော့ဒီမှာချိတ်ကောက်ကပြုတ်သွားဒီကောင်ချိတ်ကခဏပြုတ်တယ်အဲကြောင့်ဒီဟာနဲ့မဖောက်ချင်တော့ခန်းကိုတုံးလာတာကြောင့်ဒီမှာပြီးရင်ဒီကျိုးဟုတ်ပြီအနောက်ကကျိုးလေးနော်နောက်ကကျိုးလေးကိုဟုတ်ပြီဒီမှာချိတ်ကောက်လေးမှာတစ်ခါရဲထည့်မယ်ထည့်မယ်ပြန်ပြီးတော့လှည့်ပြီးတော့ဆွဲထုတ်ဟုတ်ပြီနော်အဲ့ဒီမှာဒီခွင်းလေးတွေကိုဒီကျိုးထည့်မယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ဒါလေးကပြီးတော့ဒီနောက်ဆုံးပေါက်လေးကိုထည့်မယ်နောက်ဆုံးပေါက်လေးထဲကိုထည့်မယ်ကျိုးထည့်မယ်နော်ကျိုးထည့်မယ်အဲ့လိုပဲကျိုးလေးကိုနည်းနည်းဆွဲပြီးတော့အပေါ်ပြန်ထွက်မယ်ဒီမှာလဲပြီးပဲထုံမယ်နော်
ဟုတ်ပြီနော်အဲ့တော့ဆွဲထုတ်ပြီးသွားပြီဆိုရင်ဒီ white queen လေးကိုပဲဟိုဒီကကြိုးတစ်ခါရဲထည့်မယ်ဟုတ်ပြီနော်တစ်ခါရဲထည့်ပြီးတော့ဟောဒါကိုဆွဲချအောက်ဘက်ကတိဆွဲချလိုက်ဟုတ်ပြီအောက်ဘက်တိဆွဲချလို့ရှင်တို့ထွက်မလာဘူးလားမိုးထွက်လာပြီဆိုရင်ထွက်လာတဲ့အတိုင်းလေးပဲဒီဘက်ကိုဆွဲယူသွားလိုက်ဟုတ်ပြီနော်ဆွဲယူသွားလိုက်ဆွဲယူပြီးတော့တစ်ဖက်ကိုလည်းဒီဘက်ကိုလည်းဖြတ်လိုက်တော့နော်ဖြတ်လိုက်တော့ဒီချာလေးတင်းတင်းလေးဆွဲပြီးဒါနဲ့ဒီဘက်ထဲကိုနည်းနည်းလေးယူချင်းထည့်ရင်ထည့်ပေါ့နော်ကျိုးလေးကိုပို့ပြီးတော့ဟုတ်ပြီအဲ့လိုတင်းတင်းလေးဆွဲလို့ရပြီဆိုတာနဲ့ကိုဒီကျိုးချီမယ်ရပြီဆိုတာနဲ့ကကြီးလေးနဲ့တောက်ပါโอเคတောက်မယ်နော်တောက်ပြီးပြရဲဆိုရင်ဒါလေးကိုမီးချစ်လေးနဲ့ညှစ်မယ်ချစ်မယ်မီးချစ်လေးနဲ့ချစ်ဟုတ်ပြီနော်အဲ့လိုလေးမီးချစ်လေးနဲ့ချစ်မယ်မလေးပူလိုက်တာဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာအဖုံးအရှိရဒီမှာရှိမယ်နော်ဒီမှာရှိမယ်ဆိုရင်ဒီထိတ်တွေကိုကိုဒီဒါလေးတွေကိုအကုန်လုံးကကြီးနဲ့ညှက်ချမယ်ပေါ့နော်ကကြီးနဲ့ညှက်အောင်ကိုမသိမှဆိုလို့ရှိရင်ဒီလိုလေးဒါရဲ့တရက်လေးယူလိုက်ပေါ့ယူပြီးလို့ရှိရင်တောက်ကိုထားလိုက်အဲ့ဒါဆိုရင်ဒီမိုးညှက်လို့ရှိရင်ဒါရဲ့အဆောင်လားမသိဘူးလေမသိကြအောင်စားရဲ့တရက်ကိုယူလိုက်မယ်ဒါပေမဲ့ပြီးရင်ဒါလေးကိုကကြီးနဲ့လိုက်ညှက်မယ်ဟုတ်ပြီနော်တော့ပေါ်ကိုအမောင်ညီအောင်ညှိပြီးသွားပြီဆိုရင်ဒါလေးကပြီးသွားပြီပေါ့နော်ဒါလေးဆောက်ပြီးသွားပြီဟုတ်ပြီနော်ဒါလေးဒီလိုချုပ်တာပို့ကြိုက်တယ်ဟိုပလင်ပြားနဲ့တိတ်ချုပ်တာကိုတိတ်အဲ့လောက်ကြီးမကြိုက်ဘူးပလင်ပြားကိုမကြိုက်ဘူးလားမသိဒါကိုကြိုက်တယ်ဟုတ်ပြီနော်အဲ့ဆိုရင်ဒါလေးတွေကပြီးသွားပြီပေါ့အဲ့ဆိုရင်နော်အဲ့ဆိုရင်အဆုံးလေးတိုက်ပါကြည့်ဖြူပေးရတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်ပြီးတော့လိုက်လဲလုပ်ကြည့်ပါပေါ့နော်အနေနဲ့ကိုသားသမီးတွေရဲ့စာအုပ်ကိုချုပ်ပြီးလို့ရတယ်ကိုတူတူမရဲ့စာအုပ်ကိုချုပ်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်ရှင်